ဒီလက်ကောက်လေးလှလိုက်တာဒီလက်စုပ်လေးကလှပြန်ရောဟဲ့ဒီချောကားလေးလှလိုက်တာကိုယ်တိုင်တော့ရေးလို့ရရင်ကောင်းမှာပဲ ဒီမောင်အဲ့လိုနေရတယ်ပြပဲဟုတ်နေကြည့်ပြော မာလေးဟင်းနဲ့ဒီပလဲလက်ကောက်တွေရောလက်စွပ်တွေရောဆွဲကြိုးလေးဆိုပူအောင်လာသေးငါလို့ချင်းနေဟာ အေးဟိုဟင်းနေဒီရဲ့ပစ္စည်းတွေဆိုအကုန်လာအပ်ပြီလား အေးဟုတ်ကဲ့ online ရကြတော့ငါစိတ်တိုင်းမကြောက်ဘူးကိုယ်တိုင်ရွေးချင်တာဟာပြီးတော့သူတို့ဆိုင်ကရန်ကုန်နဲ့မန္တလေးပဲရှိတာတဲ့ငါတို့တာချိလိုက်မှာဘလို့အဆင်ပြေမှာလဲကြည့်ရော အေးမဟုတ်ဟင်းနေဒီကတာချိလိုက်မလားဖွင့်မှာ ဟုတ်လား အေးငါတို့နေတဲ့လေရက်ကွက်ပဲအေးနီလေမာကိုရေကမာကိုရေက ဘာပြောနေ အေးမဟုတ်ဘူးဟင်းနေဒီကတာချိလိုက်မလားဖွင့်မှာ ဟုတ်လားဆိုင်းဘယ်မှာဖွင့်မှာ အဆိုင်ရဒီမကောက်ကန်းရက်ကွက်မှာပဲလေအမှတ်3မြင်းဆောင်8ဘူကျုပ်လမ်းမကောက်ကန်းရက်ကွက် အဲ့ဆိုနင်းလေးပေါ့ ဟုတ်တယ်စူပါယုံအနီး အဲ့လိုအဆင်ပြေတာပေါ့ အေးတော့မယ်ငါတို့တရက်ချင်းသွားကြပါ အေးတော့မယ်လေငါလည်းလိုချင်တာသူတို့လိုချင်တယ်ဒီမှာကျပလဲဖြူလေးရော အရန်လာတယ် အဲ့ဆိုလဲတာချိလိုက်ဆိုင်ဖွင့်မှာပဲသွားကြတာပေါ့တရက် ဆောင်တော့တရက်ဆောင်သွားမယ်နော်